ဒီမေကွန်းလေးလည်းဖြည့်ပေးမယ်အသားရောင်မညီတာဘာတွေစားရမလဲဘာတွေရှောင်ရမလဲလို့မေးထားတယ်အဲ့တော့အမဲဆက်တင်းတိတ်နေလောင်ခွက်ရှိတဲ့လူတွေအသားရောင်မညီတဲ့လူတွေပေါ့နော် skin tone skin color မညီတဲ့လူတွေဘာတွေစားတင်လဲဘာတွေရှောင်ရမလဲဆိုတာကိုပြောပြပေးမယ်အရင်ဆုံးရှောင်ရမယ့်အစားအစာလေးပြောပြမယ်နော်ရှောင်ရမယ့်အစားအစာနံပါတ်1ကတော့အစီအစိမ့်နဲ့အချိုတွေပေါ့နော်အစီအစိမ့်ဆိုတာဒီ carbohydrate high glycemic လို့ခေါ်တာပေါ့နော် high glycemic food လို့ခေါ်တဲ့ဒီကျတော့ထမင်းတွေဂျုံတွေအဲ့ဒါတွေကိုဝစေတဲ့အစားအစာပေါ့နော်အစီအစိမ့်ဝစေတဲ့အစားအစာတွေကိုအများကြီးစားလို့မရဘူးအဲ့ဒီထဲမှာပဲအချိုပါတယ်ပေါ့နော်အစီအစိမ့်နဲ့အချိုကတော့ရှင်းပါတယ်တကြားလုံးတို့အချိုရည်တို့နော်ပြီးရင်ရေခဲမုံတို့ပေါ့နော်အချိုတက်များတဲ့အစားအစာပေါ့နော်အဓိက sugar intake ပေါ့နော်တကြားဖြတ်မယ်ဆိုတာအဲ့ဒါကိုပြောတာပေါ့နော် sugar intake လျှော့ရမယ်ပေါ့နော်အချိုအစီအစိမ့်နံပါတ်1မစားရဘူးနံပါတ်2ကကျတော့သူက soy based product လို့ခေါ်တဲ့ဒီပဲကနေထွက်တဲ့အစားအစာတွေပေါ့နော်ပဲကနေထွက်တဲ့အစားအစာတွေကပဲနို့တို့နော်တိုဖူးတို့အဲ့ဒါတွေပေါ့နော်ပဲနို့တို့တိုဖူးတို့အပြင်ကိုမှဒီမြေပဲဆန်နော်ပဲကြီးနော်ဒီပဲပေါ့နော်ပဲပုတ်အဲ့ဒီပဲပုတ်တို့ဘာလို့ ਨੇ လောက်ထားတဲ့အစားအသောက်အဲ့ဒီဟာတွေကိုမစားရဘူးเนาะအဲ့ဒီဟာတွေကသူကအဓိကတော့ဒီအမျိုးသမီးတွေမှာပေါ့เนาะဒီ estrogen လို့ခေါ်တဲ့အမျိုးသမီးဟော်မုန်းနဲ့ပတ်သက်ပြီးတော့တွားပြီးတော့ affect ရှိတယ်အဲ့လို affect ရှိတယ်ဆိုရင်ဒီအမျိုးသမီးဟော်မုန်းကဒီ melasma လို့ခေါ်တဲ့တင်းတိတ်နဲ့ဓာတ်ရိုက်တွားပြီးချိတ်ဆက်တယ်ပေါ့เนาะအမျိုးသမီးတွေဒီအမျိုးသမီးတွေမှာဆိုရင်တင်းတိတ်ဖြစ်တာများတယ်ဘာလို့လဲဆိုရင်ဒီအမျိုးသမီးဟော်မုန်းကြောင့်မလို့ပေါ့เนาะအဲ့တော့ဒီ soy based product တွေဖြစ်တဲ့ဒီပဲပုတ်တွေတိုဖူးတွေပဲနို့တွေအများကြီးစားတယ်အများကြီးတောက်တယ်ဆိုရင်ဒီ estrogen level ကိုမြင့်လာစေတယ်မြင့်လာရင်ဒီတင်းတိတ်အမဲဆက်အသားအမဲကွက်နေလောင်ကွက်တွေအဲ့ဒါတွေကပိုဆိုးစေတယ်ပေါ့နော်အဲ့တော့အဲ့ဒါနံပါတ်1ပေါ့အဲ့တော့နံပါတ်3ကတော့ဒီဟွာပေါ့နော် fast food တွေပေါ့နော် fast food တွေဒီကြာရှည်ခံဆေးသုံးထားတဲ့အသင့်စားအစားအစာတွေအများကြီးစားလို့မရဘူးအဲ့ဒီထဲမှာဆိုရင်မကောင်းတဲ့အဆီတွေပါတယ်မကောင်းတဲ့ဒီဒါရှည်ခံတဲ့ chemical ဆေးတွေပါတယ်ပေါ့နော်အဲ့ဒီအရာတွေကဒီအမဲဆက်တင်းတိတ်နေလောင်ကွက်တွေကိုပိုဆိုးစေတယ်နံပါတ်4မှာငရုတ်သီးပေါ့နော် spice အဓိကကတော့အဆက်နဲ့အရက်နဲ့ပေါ့နော်နှစ်ခုတွဲလို့ရတယ် alcohol and spicy food ပေါ့နော်အဲ့တော့အရက်လဲတောက်တယ်အဆက်လဲငရုတ်သီးအဆက်တွေလဲအပူအဆက်တွေလဲအရန်စားတယ်ဆိုရင်အဲ့ဒီလူတွေကအမဲဆက်တင်းတိတ်တွေနေလောင်ကွက်တွေအသားမညီတာတွေပိုဆိုးစေပါတယ်အဲ့တော့အဲ့ဒါနံပါတ်4ပေါ့နံပါတ်4မှာဆိုရင်အပူအဆက်နဲ့အရက်နံပါတ်5ကကျတော့ copper rich food လို့ခေါ်တယ်အဓိကတော့ဒီ copper ဓာတ်ပေါ့နော် copper ဓာတ်များတဲ့အစားအစာဘယ်လိုအစားအစာတွေလဲဆိုရင်အသေးပေါ့အဓိကဝက်အသေးအမဲအသေးပြီးရင်ကြက်အသေးเนาะအဲ့ဒီဟာတွေကဒီအမဲဆက်တင်းတိတ်အတွက်ကိုကော့ပါဓာတ်ပိုများတဲ့အတွက်ကြောင့်လို့မelaninလို့ခေါ်တဲ့ဒီအမဲရောင်ခြည်ဖြစ်စီကိုပိုထုတ်စေတယ်ခန္ဓာကိုယ်ကနေအဲ့ဒါဆိုရင်အသားရောင်ပိုမဲတယ်ပိုပြီးတော့အမဲဆက်တင်းတိတ်တွေပိုချင်းစေတယ်ပေါ့နော်ကော့ပါပိုများတဲ့အစားအစာတွေမှာအသေးအပြင်ဘာတွေပါသေးလဲဆိုရင်ကမာတို့ကနန်းတို့ပေါ့နော်ပင်လယ်စာတွေပေါ့နော်ကနန်းပါမယ်ကမာပါမယ်ပေါ့နော်ခရုတွေပါတွေပေါ့နော်အဲ့ဒီဟာတွေမှာလည်းကော့ပါဓာတ်ပိုများတယ်နောက်တစ်ခုကdark chocolate ပေါ့နော် dark chocolate ကဝိတ်တော်ကြတယ်ဒါပေမဲ့ကော့ပါပိုများတဲ့အတွက်ကြောင့်မလို့အမဲဆက်တင်းတိတ်သမားတွေကအဲ့ဒါကိုရှောင်တင်တယ်နောက်ပြီးရင်နေချာစီပေါ့နော်နေချာစီမှာလည်းကော့ပါဓာတ်ပိုများတဲ့အတွက်ကြောင့်မလို့ဒီအမဲဆက်တင်းတိတ်သမားတွေကိုပိုဆိုးစေတယ်ပေါ့နော်အဲ့တော့ဆရာပြောသွားတာက5မျိုးပြောသွားတယ်နံပါတ်1ကအစီအစိမ့်နဲ့အချိုများတာစားလို့မရဘူးနံပါတ်2ကဒီပဲနဲ့ပတ်သက်တဲ့ဟာပေါ့နော်ပဲနို့တို့ပဲပုတ်တောင်ကြီးပဲရှမ်းပဲပုတ်နော်အဲ့ဒီတိုဖူးပေါ့နော်ပဲကနေထွက်တဲ့ဟာတွေပေါ့နော်အဲ့ဒီဟာတွေမှာဆိုရင်ဒီအမျိုးသမီးဟော်မုန်းနဲ့ estrogen နဲ့တွားပြီးတော့ဓာတ်ရိုက်ချိတ်ဆက်ပြီးတော့တင်းတိတ်အမဲဆက်ကိုပိုဆိုးစေတယ်နံပါတ်3ကကျတော့ fast food လို့ခေါ်တဲ့အသင့်စားအစားအစာเนาะ chemical တွေပါတဲ့အစားအစာပြီးရင်ဒီမကောင်းတဲ့အဆီတွေပါတဲ့အစားအစာတွေပေါ့နော်နံပါတ်4အုပ်စုကအပူအဆက်အရက်ပေါ့နော်အပူတွေအဆက်တွေအရက်တွေကဒါအမဲဆက်တင်းတိတ်တွေကိုပိုဆိုးစေတယ်အသားရည်ကိုမဲပြီးတော့မွဲချောက်ဖြစ်စေတယ်နံပါတ်5မှာဆိုရင်ဒီဟွာပေါ့ကော့ပါဓာတ်ပိုများတဲ့အစားအစာတွေပေါ့နော်အဲ့တော့တလီစာထဲမှာဆိုအသေးပြီးရင်အခွန်မာတဲ့ဒီကနန်းတို့ခရုတို့ကမာတို့เนาะအဲ့ဒီအစားအစာတွေနောက်တစ်ခုကနေချာစီပေါ့เนาะအဲ့ဒီထဲမှာလည်းဒီကကော့ပါဓာတ်တွေပိုများတဲ့အတွက်ကြောင့်မလို့ဒီအစားအစာတွေကိုပိုစားတယ်ဆိုရင်အမဲဆက်တင်းတိတ်အသားရောင်မညီတာနေလောင်ကွက်တွေပိုပြီးတော့ဆိုးစေတယ်အဲ့တော့စားရင်ပိုဆိုးတဲ့ဟာတွေပြောပြီးပြီဆိုတော့ဘာတွေစားရင်တက်တာလဲပေါ့နော်အဲ့တော့အသားရောင်မညီတဲ့လူအမဲဆက်တင်းတိတ်များတဲ့လူတွေဘာတွေစားရင်ပိုပြီးတော့ဒီအသားရည်ပိုကြည့်ပြီးတက်တာလဲဆိုရင်အားလုံးသိတဲ့ခြင်သောအသီးတွေပေါ့နော်ဗိုက်တာမင်စီပါတဲ့ခြင်သောအသီးတွေစားရင်အသားရည်ကြည်တယ်ဝင်လာတယ်အမဲဆက်တင်းတိတ်တက်တာတွေနောက်တစ်ခုက berry သီးတွေပေါ့နော် strawberry blueberry raspberry အကုန်စားလို့ရတယ်နောက်တစ်ခုကကျတော့အသီးရွက်တွေများများစားရမယ်အဲ့ဒီအရာတွေများများစားတဲ့လူတွေကမဲဆက်တင်းတိတ်တွေအသားရောင်မညီတာတွေနေလောင်ကွက်တွေတက်တာတွေနော်နောက်တစ်ခုကomega 3 fatty acid ပါတဲ့အစားအစာတွေပေါ့နော် omega 3 fatty acid ဆိုတာဘယ်မှာပါလဲဆိုရင် salmon တို့မြေပဲတို့နော် flaxseed တို့မှာပါတယ်အဲ့ဒီအစားအစာတွေကိုစားမယ်ဆိုရင်ကျတော့သူက
အရေပြားရောင်ရမ်းတာကိုတက်တာစေတယ်အဲ့တော့အရေပြားရောင်ရမ်းတာကိုတက်တာရင်တစ်ဖက်မှာ melanin ထုတ်လုပ်တဲ့melanin လို့ခေါ်တဲ့အမဲရောင်ဓာတ်ထုတ်လုပ်တဲ့ process ကညော့သွားတယ်ပေါ့နော်အဲ့ဒါဆိုရင်ဒီအမဲဆက်တင်းတိတ်ထွက်တာကိုပို့ပြီးတော့တက်တာစေတယ်အသားရောင်မညီညာတာကိုပို့ပြီးတော့တက်တာစေတယ်အဲ့တော့တက်တာစေတဲ့အစားအစာတွေကိုပြန်ပြောမယ်ဆိုရင်ခြင်သောအသီးနှံ vitamin C ပါတဲ့ခြင်သောအသီးနှံတွေစားလို့ရတယ်ပြီးရင် berries နော် berry ဒီအုပ်စုကိုစားလို့ရတယ်ပြီးရင် leafy greens လို့ခေါ်တဲ့အသီးအရွက်ပေါ့နော်အရွက်အသီးအရွက်တန်ရှင်းလက်သက်တဲ့အသီးအရွက်တွေစားလို့ရတယ်ပြီး omega 3 fatty acid ပါတဲ့အစားအစာတွေစားပေးရမယ်ပေါ့၄မျိုးပေါ့နော် omega 3 fatty acid ပါတဲ့ဟာတွေကဆယ်မုန်က walnuts flaxseed နော်အဲ့တော့အဲ့ဒီဟာတွေစားပေးမယ်ဆိုရင်ဒီအမဲဆက်တင်းတိတ်အသားရောင်မညီတာနေလောင်ကွက်တွေဖြစ်တာနော်ခန္ဓာကိုယ်ကနေအမဲရောင်ဓာတ် melanin ထုတ်လုပ်တာကိုအထိုက်လျောက်တားနိုင်မှာဖြစ်ပါတယ်ဒါလို့ဆိုရင်သိရှိသွားပြီလို့ယုံကြည်ပါတယ်เนาะအဲ့တော့ဒီစာတွေကဆရာဒါ2020လောက်ကတည်းကဆရာတို့ဒီ Jesus Skin Mandalay page မှာ Facebook page မှာဆရာရေးပြီးတော့တင်ထားတဲ့စာတွေပေါ့เนาะအဲ့ဒါတွေကိုဒီအခုမေးတဲ့မေးခွန်းတွေနဲ့ကိုက်ညီတဲ့အတွက်ဆရာပြန်ရှာပြီးတော့ပြန်ဖတ်ပြတာပါเนาะဆရာတို့ page အဟောင်းပေါ့เนาะအရင် Facebook page ပေါ့အဲ့ဒီ page ကတော့အရင်အဟောင်းကတော့ပြတ်သွားပြီအခုကတော့ Facebook page အသစ်တွေရန်ကုန်ရောမန္တလေးရောရှိပါတယ်เนาะ TikTok page တွေလည်းရှိတယ်ပေါ့เนาะအဲ့ဒီမှာလည်းဆရာတို့တစ်ခါတလေဒီအလောက်ပါရေးရာစေးပညာနဲ့ပတ်သက်ပြီးဘ ഹു တုတစာလေးတွေရေးထားတာလေးရှိတယ်ဝင်ဖတ်လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်